Hello စံကုန်ဒီနေ့ကတော့ဒီစားတော့လေပန်းရဲ့ခုတုပါလေးကိုဖတ်မှာဖြစ်ပါတယ်။ပြီးတော့ပြီးပေါ့နော်။ဒါလေးကတော့ exercise လေးပဲဖြစ်ပါတယ်။ဟိုကောက်ကိုဆိုရင်ကောက်ွယ်ရေးပစ္စည်းများဂျိုးရောခန်းလိတန်လေထားစီမံကောက်ွယ်ရမည်အချက်စီစီပြီးပေါ့နော်ကြောကြောဆိုချင်းနေကြောကြောဆိုတာအချိန်နေရှိရှောဟင်းခိုင်ရှူရှောဟင်းကိုပစ္စည်းခိုင်ရှူပြန်လဲကိုပစ္စည်းများပြန်လဲသိမ့်စေခြင်းရှောဟိရှာစားတော့သူရှောဟိရှာဆိုစားတော့သူဒုက္ခဆိုအစိတ်တဲ့ဒုက္ခဆိုတဲ့ဒုက္ခတေဂန်ဆိုင်ရောဆိုအထူးသတ်မှတ်ထားသည့်စားတော့ကောအဲ့ဒါတော့စားတော့ဥပဒေမှာဖော်ပြထားတဲ့ဒီသတ်မှတ်ထားတဲ့ပစ္စည်းစားတော့9မျိုးဆိုတာရှိရပေါ့နော်စာပိုက်တွေဖတ်တဲ့အခါကြလို့ရှိရင်ပါပါလိမ့်မယ်ဒုက္ခဖုဆိုရင်အစိတ်ရှိပစ္စည်းဂကိဖုဆိုရင်အနေရရှိပစ္စည်းနိချိဆိုင်ကံဆိုထပ်ဆင့်ပြီးဘေးအနေရထိကိုင်းမှုဖြစ်ပွားခြင်းနျူးရှုကိုတိုင်းကျော်ညှရှုကိုတိုင်းကျော်ဆိုလို့ရှိရင်ပစ္စည်းအတွင်းအထုပ်စရင်ဒိုင်းရှာဆိုလက်တွန်းလဲချူရှင်းအွန်းတို့ဆိုလို့ရှိရင်အတွင်းပိုင်းပူချိန်တဲခီကိုကန်ဆိုလို့ရှိရင်တမတ်ချိန်တွင်လဲခြင်းတန်းခံဆိုစစ်ဆေးခြင်းရှိစခိုးရှော့ဆိုလက်ညှိုးကျုံတို့ပဲစနစ်ပြအတီးပြုခြင်းပေါ့နော်ဒါကတော့ဒီ level ရဲ့ခုတုပါလေးဖြစ်ပါတယ်